ဆိုင်အမှတ်9ယခုဆိုင်ခွဲလေးကတော့ရန်ကုန်မန္တလေးကားလမ်းမကြီးရဲ့ပြီးဒက္ခိဏတာကဘုံကျောင်းရှိရင်ဝင်းဟောင်းမီပွိုင်နာမှာတည်ရှိရပဲဖြစ်ပါတယ်။ဆိုင်ရဲ့ဝင်စင်းမှာတော့လျှပ်စစ်ပစ္စည်းမျိုးစုံကိုတနေရာထဲမှာဝယ်ရရှိနိုင်မှာပဲဖြစ်ပါတယ်။ဆိုင်ရဲ့နောက်ဘက်ရှမ်းမှာတော့ပရိဘောဂပစ္စည်းများနဲ့အိမ်သုံးပြုလုပ်ကြောင်းသောပစ္စည်းများကိုရွေးချယ်ဝယ်ယူနိုင်မှာပဲဖြစ်ပါတယ်။ယခုပြခဲ့တဲ့ပစ္စည်းတွေကိုသာမကအိမ်ဆောက်ပစ္စည်းများကိုလည်းတနေရာထဲမှာပဲအစုံအလင်ရွေးချယ်ဝယ်ယူနိုင်နေပြီပဲဖြစ်ပါတယ်။ယခုလိုမျိုးအိမ်ဆောက်ပစ္စည်းပရိဘောဂပစ္စည်းမြို့ပြကြောင်သောပစ္စည်းနဲ့လျှပ်စစ်ပစ္စည်းတွေကိုတနေရာထဲမှာဝယ်ယူနိုင်တဲ့ဆိုင်ခွဲလေးကိုလည်းလာခဲ့ကြဖို့အတွက်ဖိတ်ခေါ်လိုက်ပါတယ်။